အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ပြောပြပေးမယ့်အကြောင်းအရာလေးကတော့ hip hop တမိုင်းကြောင်းတစ်စစ်ချိုးပေါင်းလဲပစ်ခဲ့တဲ့အဖွဲ့လေးတစ်ဖွဲ့ပေါ့ပုံမှန် rap ချင်းတွေနဲ့မတူဘဲနဲ့ကွဲပြားနေတဲ့ music မျိုးကိုဖန်တီးခဲ့တဲ့အဖွဲ့လေးတစ်ဖွဲ့ပေါ့တနည်းအားဖြင့်ပြောရရင်တော့ length တစ်ခုအနေနဲ့ဖောက်ခဲ့တဲ့အဖွဲ့တစ်ဖွဲ့ပေါ့အဲ့အဖွဲ့နာမည်ကတော့ Triangle Quest လို့ခေါ်တယ်ဘယ်လိုစပြီးတော့ဖြစ်လာလဲဆိုတော့ New York မြို့မှာရှိတဲ့ Queen ဆိုတဲ့ရပ်ကွက်လေးထဲမှာပဲစတင်ခဲ့တယ်ဒီကအဖွဲ့ဝင်2ယောက်ဖြစ်တဲ့ Cutic နဲ့ Fit Dog တို့ဟာငယ်လေးကနေငယ်တငယ်ချင်းတွေပေါ့ဖျားချောင်းတူတူတက်တဲ့အတူတူစော့ကြရင်ကြီးပြင်းငယ်ငယ်တငယ်ချင်းတွေနယ်လေးအရွယ်ရောက်လာတော့သူတို့ထက်တန်းချောင်းအောင်တက်တော့သူတို့နဲ့ပုံစံနဲ့တူတာပေါ့ဂီတာ music ကိုပဲယူသွတ်တဲ့ DJ သမားနောက်တစ်ယောက်နဲ့ထပ်တွေ့တယ်ဖွဲ့ဝင်memberတစ်ယောက်နဲ့ပေါ့သူနာမည်အလီရှာဟက်ဟိုက Max ဆိုတဲ့ဘဲနဲ့စပြီးတော့ထပ်တွေ့တယ်ပေါ့သူတို့ music ကြောင်းလေးပြောပဲရင်းနှီးကြတယ်အဲ့လိုနဲ့သူတို့နောက်တဲ့ member ၄ယောက်မျိုးဖြစ်တဲ့ Jerobi White နဲ့လည်းထပ်တွေ့တယ်ပေါ့အဲ့နဲ့သူတို့က1985မှာ Tribe Called Quest ဆိုတဲ့အဖွဲ့လေးကိုတရားဝင်ဖွဲ့စည်းလိုက်တယ်တော့အဲ့ချိန်မှာပဲသူတို့တွေကတာမန်လူငယ်တွေလိုပဲကြောင်ပွဲလေးတွေတကွက်တရပွဲလေးတွေမှာလိုက်ပြီးတော့စပြီးတော့စုကြည့်တာပေါ့ဖြောပြကြည့်တယ်သူတို့ချင်းတွေကိုချပြတယ်ပေါ့ချင်းတွေကို1980ပြည့်နှစ်လောက်မှာပေါ့အဲ့နောက်ပိုင်းမှာပဲသူကတကယ်ချင်းတွေကိုစပြီးတော့ဒီချာလေးလေးနက်နက်ကိုဖန်တီးလာကြတယ်အဲ့ချိန်မှာပုံမှန်အပြင် hip hop ဒီကြီးလိုက်ရင်သူက battle ဖြစ်နေမယ်လုံးဝစူညံနေတဲ့ drum machine တွေနဲ့သူတို့တွေဖြုတ်နေကြမယ်ပေါ့တန်နေတဲ့အပြိုင်ဆိုင်လုံနေကြတဲ့ချိန်မှာဒီဖွဲ့ကတော့တစ်ချိန်ဒီဖွဲ့၄ယောက်ကတော့လုံးဝအများကြီးနဲ့မတူဘူးအများကြီးလို့သူတို့မျိုးမလုပ်ပဲသူကအစ်စ်တစ်ခုကိုသူတို့စဉ်းစားကြအဲ့ချိန်မှာ Cutic ရဲ့အဖေက jazz တပြားဟောင်းတွေကိုစူဆောင်းနေသူပေါ့အဲ့ဒီ Cutic ကသူ့ဖေရဲ့ဒီ jazz music တပြားအောင်တွေကိုသူကယူလာတယ်အဲ့ဒီက saxophone တန်းတွေပလွေတန်းတွေလုံးဝ bass တန်းတွေကိုသူတို့တွေက sampling နေနဲ့ယူတယ်ယူပြီးရင်သူက hip hop ဒီ mic တွေဆိုတဲ့ camera mic beat တွေနဲ့သူတို့ကရောပစ်တယ်ရောပစ်ပြီးတော့သူတို့တွေကပြောင်းဝဲသူတို့တချင်တီးတဲ့ခါမှာ rap beat အနေနဲ့သုံးလာကြအဲ့လိုစာသားအကျမ်းတွေလည်းသူတို့ကမစိုးလူငယ်တယောက်နေစဉ်ဖြစ်တန်းနေရတဲ့နေစဉ်ဘဝတွေချစ်ရေးတွေနောက်ပြီးတော့လူမှုရေးအသည့်အမြင်တွေကိုပဲသူကကြပြဆန်ဆန်ပဲသူတို့ရေးဖွဲ့ပြီးတော့ပေါ့ပါရေးဖွဲ့ကြတယ်ပေါ့အဲ့ခင်မှာတော့လုံးဝတကယ်ကိုမော်ဆန်တဲ့ဒီချွေမှုတစ်ခုဖြစ်လာခဲ့တယ်သူတို့တွေ1989လောက်မှာသူတို့တွေက Jive ဆိုတဲ့ Jive record ကုမ္ပဏီတစ်ခုကိုသူတို့တွေတပြားရောက်သွား Jive record ကနားထောင်ကြည့်တော့ဒီမိုကွေလေးရောက်လာတော့နားထောင်ကြည့်တော့သဘောကျသွားပြီးတော့1989မှာပဲသူကစာချုပ်ချုပ်လိုက်1989ပြီး1990ပြည့်နေလဲကြောက်သူတို့ရဲ့ပထမဆုံး album ဖြစ်တဲ့ People Institute Travel and the Part of the Rhythm ဆိုတဲ့ album စပြီးတော့ဖြန့်ချိခဲ့အဲ့ခွေထဲမှာ Can I Get It ဆိုတဲ့ချင်းကတော့လုံးဝပြိတ္တတွေလူတွေကကိုယ်တို့တတိထားမိလာကြတော့စပြီးတတိထားမိဒီဖွဲ့လေးဆိုချင်းအားလုံးကောင်းတယ်ပေါ့တတိထားမိလာကြအဲ့ဒါသူတို့ရဲ့အောင်မြင်မှုလမ်းစာလေးကပွင့်လာတယ်ပေါ့1991လဲရောက်တော့သူတို့ရဲ့ဒုတိယ album ဖြစ်တဲ့ The Low End Theory ဆိုတဲ့ album ကိုသူတို့ထုတ်လိုက်အဲ့မှာကျတော့ jazz နဲ့ hip hop နဲ့အကောင်းဆုံးလုံးဝပြည့်စုံအောင်သူတို့က masterpiece အနေနဲ့သူတို့ထုတ်လိုက်တဲ့ချိန်မှာအဲ့မှာလူတွေကလုံးဝပြိတ္တတွေအကုန်လုံးလက်ခံကြပြီးတော့နောက်ပိုင်းမှာဘယ်လိုဖြစ်လဲဆိုတော့ hip hop လောကဘာမှဖြစ်လုံးဝပိုင်းဝင်ရဟောဒီ jazz hip hop ကိုတီထွင်ခဲ့တဲ့လမ်းတစ်ခုတီထွင်ခဲ့တဲ့လူဖြစ်လက်ခံလာကြခုခေတ်ဆိုရင် Kanye West တို့ဘာလို့ sampling လုပ်တဲ့အထက်ပုံစံတွေပါရသူတို့ရဲ့လွှမ်းမိုးမှုတွေအများကြီးပါတယ်ပေါ့ Kanye West တို့ကိုယ်တိုင်ကဟိုပဲဂီတာသူတို့ရဲ့ဂီတာကိုနားထောင်ပြီးတော့ကြည်ပြင်းခဲ့ရတာအဲ့တော့ပြိတ္တတို့လည်း Tribe Called Quest ရဲ့ album လေးတွေကိုလိုက်နားထောင်ကြည့်ပြီးတော့ဘယ်တစ်ချင်းမှဘယ်လိုလေးကောင်းတယ်ဘယ်တစ်ချင်းကဘယ်လိုမျိုးရတ္တလေးမိုက်တယ်ဆိုတဲ့ဟာကို comment လေးမှာတစ်ချက်လောက်ကျွန်တော်ရေးပေးခဲ့ကြပါအောင်အဆုံးထိနားထောင်ပြီးရတဲ့ကျေးဇူးပါ
ကျွန်တော်ရဲ့ပထမဆုံးချိန်ဖြစ်တဲ့အတွက်လည်းနည်းလေးတွေအမှားယွင်းတွေပါတယ်ဒီကံပြီးနားထောင်ပေးကြပါအားလုံးကျေးဇူးတင်ပါတယ်